Sa sa ma
la adiyo swa Masulaka Vabhaya Idano Bonyam Idano Dilan Odi Nyanata Visaya Madhu Dikrani Nata Tika Tamana Gata Upata Dilan Tamanta Dukan Gata Wa Abhamati Nam Tamba Dita Edaya Saya Daya Nalong Benya Daya Be Ayam Yuja Jadi bulan Sadhana tahun ini Ada Maya Presiden ini Nyamarunya Wah Sadhana tahun ya Sisa Isiku ini Beliau Madula Bijo di Kerja dalam nasi cakup ni Awallah naya Jadi kerja lo boleh jadi Mikala sida ni lagi kata Tamayana Jauhlah tidak di Lagu music dalam music Adalah yang macam dan Teman terbenar Sasanya tu dia Si jemaah bilo kata Teman di buku vibatana Ni bini Adalah sekarang wajib Dunia yang jauh ni cepale Dunia yang jauh ni punai Dia wajah tanya tu yang saya belajar kau. Kalau teman tanya kata teman bersui, dia juga sekarang menyak kau. Dia nak berikan waktu orang doa. Itu biasa naik mereka itu naik jadi. Jadi itu saya wajah memang dia kata tidak nak kata yang balik tu. Periksa tu pada kan. Desa wakana yo bali to, kana wakana yo bali to. Kemudian di bali to, itu di mana kata ne madika. Mana di mana bali to tu jika yui oja kata. Ajukan ne sunya dengan daya kebare. Kalau ini ada di rumah jaga di mana jaga di lima. Dia pasti kita mula-mula ada tu ini sampai aja kalau menjadi kalau ayu yui. Namun tak tahu je ini piawai kalau lagi apa so. Amen.
အာယုလမှာစိတ်မသွားပဲဟောကြားတဲ့တော့တရားကိုကိုယ်စိတ်နဲ့ဗျာကျမ်းမှာချမ်းသာစွာဖြင့်နားလည်းနားနိုင်ကြပါစေနားလည်းတိုင်းလည်းသိကြပါစေဒီအတိုင်းလည်းသိတဲ့လူကိုဝါများအားထုတ်ပြီးတော့ဒီဘဝဒီခန္ဓာနဲ့ပဲအရိယာပုဂ္ဂိုလ်လူပုဂ္ဂိုလ်များဘုရားကောင်းပြည့်တဲ့နာအရိယာစင်ကြည်ဖြစ်နိုင်ကြပါစေလို့ရှေးကမေတ္တာအနိဒမေတ္တာပဋ္ဌနာဖြင့်မေတ္တာများပေါ်လွင်အပ်ပါတယ်အားလုံးချမ်းသာချမ်းသာသာသနာပြုတော်ကိုယ်နိုင်ကြပါစေဘယ်လိုဒီနေ့တရားစကားဝယ်ဒီဒါဒုတိယမြောက်သောနေ့အဲ့တော့ဒုတိယမြောက်သောနေ့ပုံမှာလည်းဆက်လက်ပြီးတော့ယောဂီတို့တရားတိုင်းတရားအားထုတ်တရားတွေမှတ်ကြတဲ့အချိန်မှာခန္ဓာရဲ့သဘောသဘာဝတွေဘာတွေကိုရှုရမယ်ဘာတွေကိုမှတ်ရမယ်ဘာနဲ့ရှုရမယ်ဘာနဲ့မှတ်ရမယ်စသည်အားဖြင့်နားလည်ဖို့ရသိဖို့ရအတွက်ဒါဆက်လက်ပြီးတော့ဟောကြားနာကြားမှာဖြစ်ပါတယ်။တချို့တွေတော့လည်းတရားစကားနဲ့ပတ်သက်လို့တရားပါဝါတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာလည်းရှိတယ်ပေါ့။အဲဒီလူတွေတော့လည်းဒါတွေနဲ့ပတ်သက်လို့မလို့မသိကြသေးတဲ့ပုဂ္ဂိုလ်တွေလည်းဒါရှိမှာပေါ့။ဒါပေမဲ့ဘယ်လိုပဲလို့ယောဂီပေါင်းတော်ပါလို့တရားပါဘလောက်ဝါတယ်ပဲပြောတရားနဲ့ချိန်ပြီးတော့ပြောမယ်ဆိုရင်ယောဂီတို့ဘုန်းတို့တရားလုံးမှာသိတာခဲ့လိုက်တဲ့အသိတွေအမှတ်တာခဲ့လိုက်တဲ့အမှတ်တွေမြင်တာခဲ့လိုက်တဲ့အမြင်တွေဟာညဘုရားရဲ့ဘိဓမ္မာတရားနဲ့ပြန်ပြီးတော့ကြည့်လိုက်တဲ့တရားလုံးမှာအမှားတွေကြီးပဲမြင်ခဲ့။ဘာတွေကြီးပဲမြင်ခဲ့လား။အဲ့တော့အမှားတွေကြီးပဲမြင်ခဲ့လိုက်တာအခုတရားလေးများများတိုင်းမှာတရားလေးများများလုံးမှာတရားလေးများများနာမှာဩဒုလေးဖြစ်နေတာကတရားပဲရှိနေတာကတရားပဲဆိုတဲ့ຢာကဒါသဘောပေါက်လာတယ်တရားနာတာလေးအားနဲ့လာတယ်တရားမှတ်တာလေးအားနဲ့လာပြီဆိုတာနဲ့အဲ့ဒီအတိမားတွေအမြင်မားတွေယူမားတွေကဒီလိုမျိုးဖြစ်လာတယ်အဲ့ဒီအတိမားတွေအကျင့်မားတွေနဲ့သွားနေတဲ့ယောဂီတို့ဘလောက်ပဲတရားလုံးလို့တရားမရနိုင်ဘူးနော်အဲ့တော့တရားထုတ်တဲ့တရားမှာတရားအားထုတ်တဲ့အချိန်မှာယောဂီတို့သဘာဝအမှန်တရားယောဂီပါတရားသဘာဝအမှန်တရားသဘာဝအရှိတရားကိုတို့ကမှတ်နိုင်ဖို့ရှုနိုင်ဖို့ရတဲ့တာလို့လေအဲ့ဒီအကောင်မမှတ်နိုင်ဘူးအဲ့ဒါကိုမရှုနိုင်ဘူးဆိုရင်တို့ရဲ့ရှုရင်းမှတ်ခြင်းတို့ရဲ့အားထုတ်ခြင်းဟာသမထအစစ်လောက်နဲ့ပဲတန်းဆုံးပြီးတော့နောက်ဆုံးမှတ်နိုင်တာဗြဟ္မာဘုံဗြဟ္မာဘဝရပြီးတော့နောက်ဆုံးတော့လည်းဘုရားတာနဲ့သိခြင်းဆိုတဲ့ဒီဒုက္ခကလွဲလို့ဉာဏ်နဲ့ဘာမှရတဲ့အကြောင်းမရှိဘူး။ဒါကြောင့်မလို့တို့တရားအားထုတ်တဲ့တရားထိုင်တဲ့အချိန်မှာတရားမှတ်တဲ့အချိန်မှာဘာတွေကိုရှုရမယ်ဘာတွေကိုမှတ်ရမယ်ဆိုတဲ့ရတယ်နားလည်ဖို့လိုလားမလိုလားရဲ့နားလည်ဖို့လိုတယ်နားလည်တယ်ဆိုတဲ့ရတယ်တစ်ချိန်တစ်ခါနားထောင်ရုံနဲ့တော့လောက်လေးတဲ့တော့လည်းမဖြစ်သေးဘူးနော်။ဒါကြောင့်များကလည်းတရားနာတဲ့ရဲ့အကျိုးတရားတွေမှာမကြားဘူးလားကြားဘူးမှာဟောကမှတ်ပြီးခြင်းမကြားဘူးရင်ကြားဘူးရင်ကြားဘူးပြီးရင်ဟောမှတ်ပြီးကြားဘူးပြီးရင်ဘာလို့လဲဟောမှတ်ပြီးတယ်နော်ဟောမှတ်ပြီးအဲ့တော့ဗာလေးနဲ့ပတ်ပြီးတော့ဘုမာလူလဲဆိုရင်ယောဂီတို့အရိစ္ဆသမုပ္ပါဒ်မှာအလွာဆိုတဲ့နေရာမပါဘူးလားအလွာဆိုတာသံဃာရဲ့အရှိတရားကိုသူကဖုံးတာလေအတိတ်ကလည်းပုံပြလိုက်တယ်ပြစ္ဆုတ်ပံမှာလည်းပုံနေတယ်နာရက်လည်းတက်ပြီးတော့မလုပ်ပါနဲ့ဖုံးတာလည်းများတော့ကြတော့တကယ်လူရင်းရှိတာဘာလဲဆိုတဲ့ကြောင်မသိရတော့လူရင်းရှိကိုမတွေ့ရတော့အဲ့တော့လူရင်းရှိကိုတွေ့ရင်အဲ့ဒီဖုံးထားတဲ့အရာတွေအားလုံးမလုပ်ရနဲ့ဖွင့်ပြပြန်ပြီးတော့ပါရတယ်နော်အဲ့တော့ဘုန်းတော်လည်းတရားလုံးမှာယောဂီပေါင်းတော်ကောင်းလို့ရုပ်ပဲနာပဲလို့မှတ်လာခဲ့တာလားသူပဲနာပဲလို့မှတ်လာတာလားသူပဲနာပဲလို့မှတ်လာတာနော်
အဲကြောင့်တရားမှတ်တဲ့အချိန်တော့ငါမှတ်တယ်ဆိုတဲ့အရာကြီးရလာတာနော်တရားရှုတဲ့အချိန်တော့ငါရှုတယ်ဆိုတဲ့အရာကြီးရလာတာနော်တကယ်တော့ရှုနေတာလည်းငါမဟုတ်တယ်လို့ရှုခံနေရတာလည်းငါဟုတ်ရဲ့လားအဲ့တော့ရှုခံနေရတဲ့အရာကလည်းယုတ်ဓမ္မတစ်ပါးအခြားမရှိဘူးနော်ယုတ်တရားနံတရားတွေပဲအဲ့ဒီယုတ်တရားနံတရားတွေကိုတို့ယောဂီတို့ပြောရတော့ခန္ဓာလို့ပြောလိုက်အဲ့တော့ဒီခန္ဓာကိုလည်းလေးထက်ချက်လိုက်အာယတနာလို့ပြောတယ်ဘာလို့ပြောလဲအာယတနာဒီပို့ပြီးတော့သူကအသေးစိတ်ပါမှာပေါ့အသေးစိတ်ပါမှာနော်အဲ့တော့ဒီလိုပဲပြောဆိုရင်တော့ရှုတရားပေါ့အဲ့ဒါမှမဟုတ်ရင်ကြည့်တရားပေါ့ဒါဒီလိုပဲပြောရင်ဒီလိုပဲလာမှာအဲ့ဒါကိုလည်းလေးထက်ချက်ပြီးတော့ပြောလိုက်ရင်တော့ယုံနဲ့ညာပြောပါနဲ့ပါလေယုံနဲ့ညာဒီအတိဟာမှာယုံနဲ့နာမှာတက်တဲ့လေးချိန်လိုက်ရင်ခန္ဓာဘယ်နှပါးရတယ်ဟောအဲ့ဒါကိုမှထက်ချက်လိုက်ရင်အာယတနာဘယ်နှပါးရအောင်ပါအာယတနာ7ပါးထပ်ပြီးတော့ရအောင်ပါနော်အဲ့ဒါကိုထက်ချက်လိုက်ရင်အဲ့ဒါထပ်ပြီးတော့ဓာတ်18ပါးလာအောင်ပါလာအောင်ပါလေတကယ်တော့ကျတော့တို့ရှုရမယ့်အရာတွေအားလုံးကအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒီအများကြီးရှိတဲ့အရာတွေအားလုံးကိုတို့ကရှုတိုင်းမှာအဲ့ဒီသဘောတရားတွေကိုရောက်သွားဖို့အဲ့ဒီသဘောတရားတွေကိုရှုနိုင်မှသာလေရင်အဲ့ဒီရှုရင်းကဝိပဿနာဖြစ်တယ်နော်အဲ့ဒီကိုရောက်အောင်ရှုနိုင်ဖို့ဆိုတာကဝိပဿနာမဖြစ်ဘူးအဲ့ဒါသမထဆင့်တဲ့ကံဆုံးပါဒီတော့ဘုလို့ဒီဟာတွေကိုနားလည်နေဖို့ရရှင်းနေဖို့ရတယ်တပြီးတော့ရည်ကြည့်တယ်ဘုန်းတော်ငယ်ငယ်တုန်းကပြုမှတရားတွေသင်ရတယ်သဘောဝဲနေတဲ့သင်တာပေါ့နော်အဲ့တော့သင်တော့တော့ဒီထဲမှာပဲသူကလည်းသူကိုတားတော့ရင်နားတော့သဘောပေါက်လို့ရှိအဲ့ဒါပေမဲ့တကယ်လက်တွေ့ခန္ဓာနဲ့ရောက်လို့လုပ်တဲ့အချိန်တွေမှာတကယ်လုံးရင်းနဲ့မှာပို့ပြီးတော့သဘောပေါက်တာအဲ့ဒါကနေလေးပဲရှိသေးတာလက်ထပ်ပြီးတော့ဒါအရိယာတွေလိုမြင်တဲ့အမြင်မဟုတ်ဘူးနော်အရိယာတွေလိုမြင်တဲ့အမြင်မဟုတ်ဘူးအရိယာတွေမြင်လို့ပို့ပြီးတော့ရှင်းသွားပြီသေးတာနော်ဒါကြောင့်များများနာနာဝင်လေများများရှင်းနေတယ်ပဲများများမှတ်နေတယ်များများရှင်းနေတယ်ပဲဒါကြောင့်ဒီချို့အားလည်းပါလေကိုကြည့်တယ်လို့တော့ရှိပေမဲ့တက်နာထောင်လာအဲ့ဒါပို့ပြီးတော့မလုပ်ပါနဲ့ရှင်းပါအဲ့တော့အဲ့ဒါလေးများများနားထောင်လာလို့ရသောတော့ပြောတယ်လေအမားလေးဖုံးထားတဲ့အရာတွေကိုဖွင့်ပြီးသားဖြစ်တာမဖြစ်ဘူးလားတော့တကယ်ရှိနေတဲ့ရှိတရားကဒါပဲဆိုတဲ့အရာကဖွင့်ပြတာနော်အဲ့တော့ဘုန်းတော်အရှုခံနဲ့အရှုဉာဏ်ဆိုတော့အရှုခံတရားတွေကခန္ဓာအာယတနာဓာတ်ဩနောက်တကစိတ်တို့ဝေဒနာတို့ဓမ္မတို့ဒါမျိုးတွေမနာဘူးလားအဲ့တော့အဲ့ဒီအရှုခံတရားတွေကဘုန်းတော်မတရားသွားတယ်ဘာကြောင့်လဲခန္ဓာကြောင့်ဘာကြောင့်လဲအဲ့တော့ခန္ဓာကြောင့်သွားတယ်ခန္ဓာဘယ်နှပါလဲဆိုပြပါဦးရူပခန္ဓာဝေဒနာခန္ဓာဘယ်နှပါလဲအဲ့တော့ရူပခန္ဓာဆိုတာတရားသာဖောက်ပြန်တာလားဟောဒါသိရင်ဖောက်ပြန်တဲ့ငါသူတစ်ပါးကဖောက်ပြန်တာလားယုတ်ကဖောက်ပြန်တာလားအဲ့တော့ဖောက်ပြန်တဲ့တို့ရဲ့အတိအအဲ့လိုဝင်ရမှာနော်တို့ကကျတော့ခေါင်းကိုက်ရင်ခေါင်းဖောက်ပြန်တယ်လို့တို့ကသွားသိတာနော်အဲ့တော့ခြေထောက်ကနာရင်ခြေထောက်ဖောက်ပြန်တယ်လို့သိနေတာလက်ကနာရင်လက်ဖောက်ပြန်တယ်လို့သိနေတာတကယ်တော့ဝိပဿနာသဘောတရားရဝင်ရမယ့်အတိဟာလက်လည်းမဟုတ်ဘူးကြောင်းခေါင်းလည်းမဟုတ်တယ်လို့ခြေထောက်ဟောရလားဖောက်ပြန်တာမှန်တယ်တခြားလားယုတ်လားဩဒါဖောက်ပြန်တဲ့သဘောတရားလေးပဲဘာသဘောတရားလေးပဲလဲဒီအမှတ်ကဒီတိုင်းပွားနေရမယ်နော်ဒီအတိကဒီလိုဝင်နေရမယ်နော်ဒီခန္ဓာလူကြီးကပောက်ပြန်တယ်ငါပောက်ပြန်တယ်လို့သွားတယ်ငါပောက်ပြန်တယ်လို့ဘာမှမသိတော့ဘူးနော်အဲ့တော့တကယ်တော့ငါကပောက်ပြန်တာလားယုတ်ကပောက်ပြန်တာလားအဲ့ဒါလည်းပောက်ပြန်တာကတရားတရားလားယုတ်တရားလားဒီဖောက်ပြန်ရင်ဖောက်ပြန်မှသိနေတာကတရားလားတရားလားအဲ့ဒီတရားကလည်းဒီနေရာမှာတော့ဉာဏ်လို့သုံးလိုက်ဘာလို့သုံးရမလဲဖောက်ပြန်တာကယောဖောက်ပြန်မှသိနေတာကဉာဏ်ကသိနေတာနော်အဲ့တော့ဖောက်ပြန်တာလေးကရှုခံတရားဖောက်ပြန်မှသိနေတာကအရှုဉာဏ်ဖောက်ပြန်တာကအရှုခံဖောက်ပြန်မှသိနေတာကဘာလဲပူတာလေးနဲ့ဖောက်ပြန်တာအေးတာလေးနဲ့နာတာလေးနဲ့သုံးတာလေးနဲ့ကျင်တာလေးနဲ့ကြားတာလေးကျင်တာလေးဩ
နာသူတစ်ပါးသာရုပ်ရဲ့သဘောတရားလားအဲ့ဒါပေါက်ပြန်တယ်ငါပေါက်ပြန်တယ်လို့မမှတ်နဲ့ပါပေါက်ပြန်တာလေယောဂဘာပေါက်ပြန်တာလေဒီနောက်တစ်ခါဝေဒနာခန္ဓာဆိုတာခံစားဝေဒနာခန္ဓာဆိုတော့ဒါလေယောဂပေါက်ပြန်တဲ့ပူရတဲ့ပူတယ်လို့မကန်သားဘူးလားအေးတယ်လို့မကန်သားဘူးလားကောင်းတယ်လို့မကန်သားဘူးလားမကောင်းရင်လည်းမကောင်းလို့လည်းမလုပ်တာလေတခါတလေကျတော့လည်းကောင်းတာမကောင်းတာမထင်ရှားတော့ပြောတယ်ဘာမှမသိပါဘူးဒီနေ့သမီးစားတာဘာရတာမှမသိပါဘူးသိပါဘူးဘာပြောလဲကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမလုပ်ပဲမဟုတ်ဘူးတော့အဲ့ဒါကိုဒါအလွယ်တန်းပြောပြောရင်ဥပ္ပခါရဲ့သဘောတရားဘာရဲ့သဘောတရားလဲတခါတလေဘာမှခံစားချက်မရှိဘူးလို့ပြောထင်တယ်နော်ဒီဝေဒနာကလေစိတ်ဖြစ်တဲ့စိတ်ဖြစ်တဲ့မှာဝေဒနာပါပြီးသားဘယ်လိုလုပ်ကြလဲပြောတယ်ဝေဒနာမတက်လို့ဘယ်တော့မှတက်တယ်ဘယ်ချိန်မှတက်တယ်မဟုတ်ဘူးမတက်တာဝေဒနာတက်တယ်ကိုယ်ကတက်မှမသိတာတို့အကုန်လုံးသိလို့တော့မရဘူးအကုန်လုံးသိလို့မရဘူးနော်အကုန်လုံးသိတယ်လို့မရတမျိုးပဲရတယ်တမျိုးပဲရတမျိုးပြီးမှနောက်တစ်မျိုးပါလို့ရမယ်သိလို့ရမယ်တော့တကယ်နဲ့အကုန်လုံးသိလို့ရတာစိတ်ကတကယ်နဲ့အကုန်မလုပ်နိုင်ဘူးတမျိုးပဲသူကလည်းလုံးပါနော်ဒီချင်းဆိုတဲ့အရာတမျိုးပဲသူလုံးပါနော်အားလုံးကြည့်လို့မရဘုံဘုံဒီမှာယောဂီတွေကြည့်တယ်အကုန်လုံးတခါလည်းကြည့်လို့ရသူဒီမှာလောဒုက္ခကြောင့်နော်အဲ့တော့ဒီဟာကိုကြည့်ရင်ဒီဘက်ကိုမမြင်ရတော့နော်အဲ့ဒါတို့ရတယ်တို့ပြန်တော့ဒီလိုတောင်းလဲထားမှရမယ်နော်ဒါမှအကုန်မြင်ရအောင်လို့လေဒီဘက်ကြည့်ရင်ဒီဘက်မြင်သေးလားဒီဘက်ကြည့်ရင်ဒီဘက်မြင်သေးလားဒါကြည့်ရင်ဒီရှိရတယ်မြင်သေးလားဒါကြည့်ပြီးမှဒီရှိကိုဘာလို့ရမှာကြည့်လို့ရမှာနော်တကယ်အကုန်လုံးလုပ်လို့ရတာဟုတ်ရဲ့လားမရဘူးနော်အဲကြောင့်မလို့ဟောဒီစိတ်ဖြစ်တိုင်းမှာဟောဒီဝေဒနာရဲ့ခန္ဓာကိုမပါဘူးလားဒါပေမဲ့ကိုယ်စိတ်ထဲမှာအာယုံပြုတော့မထင်ရှားမရှိတာမဟုတ်ဘူးရှိတယ်ဘာလို့တာလဲအာယုံမပြုတော့အဲ့ဒါကိုသာတော့ပြောရင်မနတိကာရလို့ခေါ်တယ်ဘာလို့ခေါ်လဲမနတိကာရဆိုတာနှလုံးသွင်းတာဘာလို့တာလဲအဲ့ဒါကိုနားလည်အောင်ပြောရင်အာယုံပြုတာဘာလို့တာလဲဒီဘုံကဒီရှိကိုတက်ကြည့်လို့မလို့ဒီရှိရတယ်အားလုံးအကုန်လုံးကိုကြည့်နေတယ်လို့မထင်နဲ့ဘုံဘယ်သူကိုအာယုံဆိုင်တယ်ဆိုတဲ့ဘုံရဲ့ဒီမျက်လုံးမှာပြည့်မှတ်ရှိတယ်။နောက်ပြည့်မှတ်ရှိတယ်။ငါနေတဲ့သူကြည့်နေတာအာယုံဆိုင်နေတဲ့သူကြည့်နေတာဆိုပြည့်မှတ်ရှိပြီးသား။နော်။ယောဂီတို့ဒီတိုင်းကကာလမယုံကလမ်းကြည့်လို့အကုန်လုံးမြင်နေတာမဟုတ်ဘူး။သူတဲတဲရောမြင်နေတာသူအာယုံဆိုင်တဲ့အရာတွေတခုပဲသူမြင်နေတာနော်။အခါတလေကိုရှိရတယ်လူပြောက်ပြတ်သွားတယ်သူမှန်းသိလား။မကြည့်လို့မသိတာ။ဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်အာရုံမှာအဲ့ဒီဖြစ်သွားတဲ့လူဒီမှာရှိတယ်။ဒါကလည်းကိုယ့်အာရုံနဲ့ကိုယ်လုံးနဲ့နောက်ကလူပြောက်ကကောက်လိုက်တယ်ကြားလား။ဟုတ်ပါဘူး။ဟိုနားမရှိလို့လား။ဟုတ်ပါဘူး။ဘုရားကမခေါ်လို့လား။အလုံးမကြား။အာရုံမရှိလို့စိတ်ရဲ့ပြစ်မှတ်ကဘယ်ဆိုလဲရအောင်ပြစ်မှတ်တခုပြစ်မှတ်ထားတယ်နော်။အဲ့ဒီပြစ်မှတ်ထားတဲ့ຢာကလွဲတဲ့ຢာမမြင်ဘူး။အဲ့ဒီຢာကိုကြားတယ်မကြားဘူးနော်။အဲ့တော့ကိုယ့်ရဲ့အာယုံစိုက်တဲ့ပုံမှာတော့ပြီးတော့တွေ့တာ။ဒါကြောင့်မလို့ဝေဒနာကမရှိတာကိုဝေဒနာဘာလို့လဲရှိတယ်။ဒုက္ခအဲ့ဒီဝေဒနာကိုဘာလို့လဲအာယုံမဆိုင်ဘူး။ဘာမလို့လဲလဲ။ဒီအရင်ကဥပ္ပကဝေဒနာရဲ့သဘောတရားနဲ့သိပြီးတော့ပြည့်နေတာထားလိုက်ပါတော့နော်။အဲ့တော့ပြောချင်တာကကောင်းတာလည်းဘာလို့လဲ။ယောဂပူရင်ပူရဲပူကနာလား။ယောဂအေးရင်အေးတယ်လို့ကနာလား။အဲ့ဒီလိုခံစားတဲ့နေရာမှာတော့အကြိုက်နဲ့တော့ပြီးတော့တတ်မှတ်တယ်နော်။ဆောင်းလို့ရအေးကြိုက်နေတာ။အဲဝေဒနာအေးမှာကြိုက်တော့လို့ခံစားပါတယ်နော်။ဝေဒနာနဲ့ပူရင်ကြိုက်တာ။အဲဒီမှာဝေဒနာမကောင်းဘူးလို့သွားပြီးတော့မလုပ်နဲ့။အဲ့တော့အေးရလည်းအကောင်းပါပူရလည်းအကောင်းလို့တသက်သက်ပြောလို့ရလား။စိတ်ယူလိုက်ယူနေတာပါလေ။စိတ်ကလည်းလိုရင်တစ်မျိုးမလိုရင်တစ်မျိုးပြန်နော်။ဒီမှာဘာသာလေးတို့လေကျမကြီးကောင်းတဲ့ချိန်ကိုဒီဘာသာလေးတို့လေတော့ကောင်းတဲ့ဒုက္ခဝေဒနာနော်။ခြားနေပြီးဒုက္ခဝေဒနာပြန်သေးတာ။ခြားရင်ဘာဝေဒနာဖြစ်သွားလဲ။ဒုက္ခဝေဒနာအဲ့ဒါအားလုံးသိတယ်နော်။ခြားနေတဲ့ချိန်လေသူအေးလေးတက်တာတော့ခံစားလို့ရလား။
ဒီခံစားလို့မရဘူးဆိုဝေဒနာမရှိတာပြောတာမဟုတ်ဘူးစိတ်ဆင်းရဲနေတာဒေါသထွက်တယ်ပြင်ပန်းနေတာကိုပြောနေတာနော်အဲ့လိုသဘောပေါက်လာရင်ဒီဒါကြောင့်ဟောဒီရုပ်ပေါက်ပြန်တိုင်းဝေဒနာကြီးရတယ်မခံစားဘူးလားဟုတ်ကဲ့ဆိုရင်ဒီခံစားတဲ့သဘောတရားကတခြားလားရှုခံလားရေဟောဝေဒနာကခံစားရင်ခံစားတဲ့တိုင်ဉာဏ်နဲ့တိုင်းကိုမလုပ်ဘူးလားကောင်းတာခံစားရင်သဘောရင်လည်းဟောကောင်းတာခံစားတဲ့သဘောတရားပဲသဘောတရားပဲနော်ဗာတရားနဲ့ပုဂ္ဂိုလ်တရားဟောရလားဒီကကြောင့်ဝေဒနာထင်ရှားတိုင်းမှာဗာနဲ့လိုက်မယ်ဉာဏ်နဲ့လိုက်မယ်ပုဂ္ဂိုလ်တရားခံစားတာဟုတ်လို့လားသဘောနေတဲ့ခံစားတာဟုတ်လို့လားခံစားတာကဘယ်လိုဝေဒနာခံစားတာကဘယ်လိုဒီဝေဒနာကခံစားတိုင်းမှာတင်ညာကလည်းမလုပ်နဲ့တင်ညာကလည်းမလုပ်နဲ့ဝေဒနာကကောင်းတယ်လို့ခံစားရင်တင်ညာကလည်းမလုပ်နဲ့ဝေဒနာကမကောင်းဘူးလို့ခံစားရင်တင်ညာကလည်းမလုပ်နဲ့ဒီကတည်းကလို့မှတ်သားတဲ့သဘောတရားတွေလာတိုင်းတခြားတရားလားအရှုခံတရားလားအရှုခံတရားတွေနော်အဲ့ဒီတော့ခန္ဓာကိုယ်မှာဘာထင်ရှားမယ်ဆိုလိုက်ရတယ်ဒီမှာလည်းပြောလို့မလုပ်နဲ့မရဘူးနော်တချို့ကလည်းရေတရားတွေပို့ပြီးတော့ထင်ရှားတယ်တချို့ကလည်းဝေဒနာထင်ရှားတယ်တချို့ကလည်းတင်ညာကိုသွားပြီးတော့မလုပ်နေတယ်ထင်ရှားတယ်နော်ဟောနောက်တစ်ခါဟောဒီဝေဒနာကိုခံစားဖို့တင်ညာကိုမှတ်သားဖို့ရတဲ့သင်္ခါရကခိုင်းနေရမလုပ်နေရတယ်ခိုင်းနေရတယ်သင်္ခါရဆိုတာစေတနာကိုပြောတာဘာကိုပြောတာလဲယောဂီတို့ဒီတရားပွဲကိုဘယ်လိုလုပ်လိုက်ဘယ်သူမှလွတ်တာမဟုတ်ဘူးလူတွေဖြစ်တော့ဘယ်သူမှလွတ်တာမဟုတ်ဘယ်သူမှလွတ်လို့သူစေတနာမခိုင်းရင်သွားလားလူများလွတ်တယ်နာတာမဟုတ်ဘူးသူစေတနာကသွားလိုက်လို့ခိုင်းမှမလွတ်တာလေလူများပေါ်တယ်မှာသွားလားသူစေတနာကသွားဆိုမှမလွတ်တာလေသူစေတနာကသွားဆိုလို့ရှိရင်အဲ့ဒီသွားလို့ရှိရင်မြေလိုပဲပြောလိုက်သွားမှာသူများကခိုင်းလို့ကတော့လေဘုံကျွေးပဲပြောတာလေဘုံနားနေတယ်စားတာပဲပြောဘူးလားစေတနာနော်စေတနာကပြုတ်မြင်နေတာစိတ်စောတဲ့ကခိုင်းနေပြောတာနော်ခိုင်းလိုက်တဲ့အတွက်ပုံစံမျိုးပြောင်းတာမပြောင်းလားကောင်းတာခိုင်းရင်ကောင်းတဲ့ပုံစံပေါက်တယ်မကောင်းတာခိုင်းရင်မကောင်းတဲ့ပုံစံမပေါက်ဘူးလားဒီဒါကြောင့်မလို့ပြုတ်မြင်စိတ်စောတယ်လို့ဒီလိုပြောတာအဲ့ဒီပြုတ်မြင်တဲ့သဘောတရားစိတ်စောတဲ့သဘောတရားလေးကတခြားလားရှုခံတရားလားဘာသာရေးပြုပြင်စစ်တော်တဲ့ဘောတရားလေးပေါ်လာရင်ဘာနဲ့လိုက်ရမလဲပြောဘာနဲ့လိုက်ရမလဲဟောနောက်တဲ့နံပါတ်5ကဝိညာဉ်နဲ့ခန္ဓာဘာကနာလဲဝိညာဉ်နဲ့ခန္ဓာတော့ဘာဘောတရားလဲပြီးတဲ့ဘောတရားဘာဘောတရားလဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဒီတရားတွေ့တယ်ဒီစိတ်ပြေဘူးလားစားတရားတွေ့တယ်သာသီစိတ်ကြည့်လို့လားဘာသာဆိုရင်ပြီးတဲ့ຢာတွေအားလုံးဝိညာဉ်နဲ့ခန္ဓာဘာကနာလဲအဲ့ဒါကိုနားလည်အောင်ပြောရင်စိတ်ဝိညာဉ်နဲ့ခန္ဓာတော့ဘာလဲစိတ်ကဘာဖြစ်နေလဲလောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာနော်သူ့ရဲ့အာယုတွေကိုသိနေတဲ့သဘောတရားတွေအားလုံးကဒါစိတ်ပဲလေအဲ့တော့ကိုယ့်ရဲ့ခန္ဓာမှာထင်ရှားတဲ့အရာကိုဘယ်လိုမှလဲရှင်းရမှာပေါ့ရုပ်ထင်ရှားရင်ဝေဒနာထင်ရှားရင်သင်္ညာထင်ရှားရင်သင်္ခါရထင်ရှားရင်ဝိညာဏထင်ရှားရင်ဟောဒါဆိုလို့ရှိရင်တို့ထင်ရှားတဲ့ຢာမှာရှုရအဲ့ဒါတွေအားလုံးကတခြားပြမှလားနိဗ္ဗာန်ပြမှလားဟောဒါဆိုရင်ဒီမောလာတဲ့ຢာတွေအားလုံးကတခြားပြလားနိဗ္ဗာန်ပြလားနိဗ္ဗာန်ပြပဲတော့ဒါတွေကိုရှုတဲ့သိတဲ့နိဗ္ဗာန်ဆိုတာရနေမှာမဟုတ်ဘူးနော်ဒီကကြောင့်မလို့ရှုခံခွဲလိုက်လို့ရှိရင်ပူတဲ့သဘောတရားလေးကအရှုခံပုံမှန်သိတာကရှုမြင်အေးတဲ့သဘောတရားလေးကအိမ်မှန်သိနေတာကဟောက်ပြန်တဲ့သဘောတရားလေးကဟောက်ပြန်မှန်သိနေတာကနာတဲ့သဘောတရားလေးကဟောနာမှန်သိနေတာကဒီရှုခံကိုရှုခံလို့ပဲသဘောပေါက်ပဲတော့ငါလေးသူလေးပုဂ္ဂိုလ်တရားဘာတွေပတ်ပြီးမထည့်နဲ့နော်ဆဲကနေယောဂီတို့လိုချင်တဲ့နိဗ္ဗာန်နဲ့လမ်းကြောင်းပြောင်းသွားတော့မှာနော်တခြားဒီဘဝကနိဗ္ဗာန်ကမသေးတဲ့လမ်းပုဂ္ဂိုလ်တရားလို့မှတ်ပြီးတော့ရှုတဲ့အားသေးတဲ့လမ်းရောင်းပြန်ပဲဆက်ကြပဲသွားနေတဲ့34လို့ပဲကြောချင်းကပ်ပြီးတော့ဟိုကိုယ့်ရဲ့ရှိကအားလုံးတန်းသိပြီးတော့သွားနေကြတာနော်
အဲ့ဒါကြောင့်မို့လို့ဒီမှာနာနာထုံထုံကြည်ကြည်ကြိုက်ကြိုက်ခဲခဲအဲ့ဒါတွေအားလုံးကတရားလားရှုခံတရားလားရဲ့အရှုခံကိုအရှုခံလို့တရားလေးပဲသိနေလိုက်နော်အဲ့ဒီနာမလေးလိုက်ပြီးတော့ရှားရှင်းပြီးတော့ရှောက်ပြီးတော့လုပ်နေတယ်နော်အဲ့ဒီကလေးအဲ့ဒီရှားရှင်းလို့ရှိရင်တရားရှိတယ်ဗျာနော်ရှားရှင်းရင်ပါရှိတယ်တရားရှိတဲ့ဒါကလည်းသိပြီးတော့ရေးကြည့်တယ်နော်။အဲ့တော့ကဟောခံစားတဲ့သဘောတရားလေးကတရားလားရှုခံလားရဲ့။ဟောသိတာကတရားလားရှုဉာဏ်လား။ဟောခံစားတဲ့သဘောတရားလေးကအရှုခံ။ဟောသိလိုက်တာကပြုပြည့်စည်တော်တဲ့သဘောတရားလေးကဟောပြုပြည့်စည်တော်တယ်လို့သိလိုက်တာကဟောသိနေတဲ့သဘောတရားလေးကရှုခံ။ဟောဒါကစိတ်ရဲ့သဘောတရားပါလား။ဝိညာဉ်ရဲ့သဘောတရားပါလားလို့သိလိုက်တာကသိတရားကိုချက်ပြီးတော့ဘာလို့လဲသိတာနော်ဒီနာရဲ့သိတဲ့သဘောတရားခွဲပြီးတော့သိတာကိုသိရုံနဲ့သူကဘာလဲလို့မသိဘူးနော်ဘာလဲလို့မသိသိရုံပဲသူကဘာလို့လဲဘာလဲလို့သိတာတို့မြန်မာနိုင်ငံလူနိုင်ငံသားတွေတောင်းပြလို့ရှိရင်တောင်းပဲသူကသိတယ်နော်အဲ့ဒီမှာရွှေထွက်တာသိလားရွှေထွက်တာသိလားဘယ်နဲ့သဘောလိုက်လဲဘယ်နဲ့သဘောလာလို့ပဲဘယ်တိုင်းမှာဓာတ်ငွေတွေထွက်လာသိလားမသိပါဘူးဗျာဒီအဲ့ဒါတို့ရဲ့သိရတယ်သိတော့သိတယ်သိရုံလေးပဲဘာရင်လို့ဘယ်ပြပြသိတာဟုတ်ရဲ့လားဟုတ်ပါဘူးဒီဒါပေမဲ့ဟိုမှာလည်းပညာရှင်တွေတို့ရဲ့ပညာရဲ့တင်တဲ့စသတ်တော့အရွှေတွေရောငွေတွေရောဘာတွေရောအစုံတို့ပြတာမတွေ့လားရဲ့အဲ့တော့နားလည်အောင်ပြောတာတို့သိတဲ့အသိကတာမန်သိရုံလေးပဲသိပါပါဗျာပြောထားပြီးတော့ဘာလို့လဲသိပါပါဒီပညာရဲ့သိတဲ့အသိရကြတော့ခွဲခြားပြီးတော့ဟောတာလေရုပ်ပဲဝေဒနာပဲတင်ညာပဲသင်္ခါရပဲဝိညာဉ်ပဲလို့ဘာလို့တာလဲခွဲခြားပြီးတော့သိတာဘာလို့ပြီးတော့သိတာလဲဒီခွဲခြားပြီးတော့သိလိုက်တဲ့အသိရအခြားလားဉာဏ်လားဘာသာဆိုရင်ယောဂီဘာလို့တော့ဘုံဘုံလေးရဲ့ခန္ဓာကိုယ်မှာဒီသဘောတရားတွေငါးခုလေးရဲ့တစ်မျိုးတော့ပေါ်လားမပေါ်ဘူးလားပေါ်တိုင်းပေါ်တိုင်းတရားလားရှိကတရားတွေလားဘာနဲ့လဲရမယ်ကိုယ်မနဲ့လဲရမယ်ဟောဒီကံသာ၅ပါးကိုပြန်ပြီးတော့တည်းတည်းတူရခွဲလိုက်ရင်ဒီဘက်ကံသာဆိုတာကယုတ်တရားဝေဒနာကံသာသိဉာဏ်ကံသာဒေဂာရဲ့ကံသာဝိညာဉ်ရဲ့ကံသာပါတရားရဲ့ယုတ်တရားနဲ့ယုတ်ဘာနဲ့ပါယုတ်တရားဟောပြန်တာကဒီလိုသဘောတရားနော်သိနေတာကယုတ်တုတမြအတိကြတိကနံဟောလေယုတ်ကမသိဘူးဘာမှမသိနော်မသိလို့ခြေကခလုတ်တိုက်တာပေါ့သိပဲခလုတ်တိုက်နော်မသိလို့ဘလို့တခါတလေရှာအကိုက်ခံရတာပေါ့နော်သိရင်ကိုက်ခံကြလို့လားရှာရှောင်းပါလားသွားတယ်ရှာရှိနေတယ်ဆိုတာသိကြည့်ပါလားကိုက်ပါမလားမကိုက်ဘူးတော့ဒါပေမဲ့သူကမသိတော့ဘာလို့လဲအဲ့တော့ရုပ်ရဲ့ဘောတရားဘာမှမသိဘူးနော်ရင်သုံးမှာတဲ့လက်နဲ့စမ်းကျင်တာအသားတချို့လည်းဘောဓကသွားစမ်းတယ်တချို့လည်းဝေသွားစမ်းတော့ကိုက်ခံတဲ့လူတွေမရှိဘူးလားဘာပဲတည်းသူရင်ရှိတယ်နော်စမ်းမိဆိုင်ရရှောက်ရဲထိုက်တာလေနော်တချို့လည်းပါနိုင်တဲ့လူတွေငါးနိုင်တဲ့လူတွေကြွတ်နိုင်တဲ့လူတွေကြွတ်တင်တတ်တဲ့တော့လည်းဘိုးဘွေးနဲ့တွေ့နေရတယ်မရှိဘူးလားဒီမျက်လုံးမှာနော်ဒီလက်မှာမျက်လုံးမှာမပါဒီလက်မှာသိတတ်တဲ့သဘောတရားပါလားမပါဘူးတော့နာတရားနဲ့ပေါင်းလို့သူဘာလို့တာလဲသိနေတာတော့ယုတ်ကတော့သူကသိတတ်တဲ့သဘောတရားမရှိဘူးနော်သိတတ်တဲ့သဘောတရားတရားလားနာလားရဲ့ဟောဒါဆိုလို့ရှိရင်ယုတ်ရဲ့ပေါက်ပြန်တယ်သိနေတာတရားသိတာကနာလားသိတာလားရဲ့နာလားသိနေတာနော်တကယ်ကြတော့တို့ရဲ့ခန္ဓာကိုယ်ကြီးကဘာနဲ့ပါလဲယုတ်နဲ့နာဘာနဲ့ပါလဲယုတ်နဲ့နာနဲ့ပဲရှိနေတာတကယ်ရှိတာအဲ့ဒါပဲရှိတာဒါပေမဲ့တို့ကအတိဟာကိုသိရတာသိပါဘူးဗျာရုပ်နဲ့ကြည့်တဲ့လို့မသိငါလို့မသိသူလို့ပဲသိပါတယ်ဗျာအဲဒီထဲမှာမိုင်းတွေပါသက်ကောင်းတဲ့လေကားကောင်းတဲ့ဝိညာဉ်ကောင်းတဲ့အတ္တကောင်းတဲ့စသဖြင့်ဒါလားမလားလားရုပ်ကိုရုပ်လို့သိရင်ငါဆိုရအောင်မလားဘူးနာမည်နဲ့လို့သိရင်ငါဆိုပြောတရားလို့လားဟုတ်ပါဘူးဗျာရုပ်လို့ပြောပြီးမှတော့ငါလားလို့မေးတယ်လုံးလေးတော့လားဟုတ်ပါဘူးဗျာဇီးပတ်ပါကောင်းတော့ဒီကစဉ်းစားနေဒီကဘာကောင်းလို့ဆိုလဲဒီကဘာကောင်းလို့ဒီကတောက်နေပြီမလားဒီကဘောပြဒီကပဲလေဒီကကိုမင်းတောက်နေတာလို့မေးနေအဲ့လိုယူပဲရုပ်ပါလို့ဝဲပြီးတော့ဒီနေမှာတော့ငါဆိုတဲ့ဟာလားတရားလို့သေးလားရုပ်ပဲနာမည်
ဒိဋ္ဌိပြောက်ပါမပြောက်ဘူးလားသက္ကာယဒိဋ္ဌိဆိုတာတကယ်သင်ရှားရှိနေတဲ့ယုတ်တရားနာတရားအပေါ်မှာဘာလို့ဆွဲတာလဲဘာလို့ဆွဲတာဘာလို့ဆွဲတာလဲအဲ့ဒီငါလို့ဆွဲရတဲ့နိဗ္ဗာန်နဲ့ကြောင်းပြန်ဖြစ်သွားပြီနိဗ္ဗာန်နဲ့အခက်အခဲဖြစ်သွားပြီစัจ jin ဘက်ဖြစ်သွားပြီဒါကြောင့်သောတော်ပြောတယ်ပူတိုင်းအေးတိုင်းတရားလားဖောက်ပြန်တာလားဖောက်ပြန်တာပါဗျာဟောရုပ်ရဲ့သဘောတရားဖောက်ပြန်တဲ့သဘောတရားဆိုလို့ချင်းဒီငါလာပြန်လို့သေးလားဟုတ်ပါဗျာရုပ်ကိုမသိလို့ငါဟာဝင်ပြီးတော့နေရာယူတာမှန်ပါဗျာနော်လမ်းမှာကြားနေတဲ့ပြည်စီဘယ်သူပြည်သိလဲဆိုသိလားသိပါဗျာဘယ်သူကဘယ်သူကောက်လဲဒါကမှတရားခံတွေ့တာနော်ဒီကတရားခံရှားပြရဖြစ်တယ်အခုမှတရားခံရှားရတယ်ဘယ်သူကမှသိပါဗျာအဲ့တော့ဘယ်တော့ပါအခုလည်းဒီမှာရုပ်ကိုယုံမှမသိတော့ဘုရားမှမသိတော့ငါလာပြီးတော့အမှားလားအမှန်ဘယ်သူမှမသိတော့ငါကောက်လိုက်တယ်ဆိုတော့ကြတော့ဒီတိုင်းဓမ္မအာဒီဝကြကြယူတာကခိုးယူတာတချို့လည်းပြောတယ်ပစ္စည်းကောက်တယ်ဒီကံကောင်းလိုက်ဘယ်ကံကောင်းမှတခုဖြစ်တာဘာဖြစ်တာလဲဘုလို့ဘုရားမသိလားသိပါပါဗျာဒီအဲ့ဒါမသိမသားမြန်မာစကားနော်မသိဘာဖြစ်လဲမသိရင်ဘာဖြစ်လဲဘာကောင်းလဲနော်မသိရင်ဘာဖြစ်တာလုံးတရားတရားလုံးမသိခဲ့လို့မသာမဖြစ်ခဲ့ဘူးလားအဲ့ဒီတရားတရားလုံးမသိခဲ့တဲ့အဲ့ဒီလက်ချက်ကြောင့်ဒီဘဝမှာခန္ဓာရထပ်ပြီးတော့မသာဖြစ်လာပြီဘူးလားဒီဘဝမသိရင်နောက်ဘဝလည်းထပ်ပါပြီလို့မှာဒါကြောင့်အတိရှာရဲ့အတားရှိနည်းနည်းသိရင်နည်းနည်းသာတယ်များများသိရင်မလုပ်နဲ့တရားနာဖို့မပြင်းနဲ့ပြင်းတဲ့တရားနာပြောလဲတရားနာကြိုက်လဲတရားနာမကြိုက်လဲတရားနာတစ်လုံးသိရင်တစ်လုံးသာတယ်လေနည်းနည်းသိရင်နည်းနည်းသာတယ်ဘာမှမသိတဲ့သူဘာမှလို့မလားအခုသဘောတရားလေးပေါ့လာတယ်ဟောရုပ်ပဲနာမယ်ဒီတစ်မျိုးပဲရှိတယ်လေဆိုတော့အတိလေးတိုးမလားလားရဲ့ဒီတစ်မျိုးရှိတယ်လို့သိလိုက်တော့ဒီမှာမှားတဲ့ဒိဋ္ဌိပြုတ်လာမပြောဘူးလားပြုတ်တယ်တော့အဲ့ဒါသဘောပေါက်လာရဲ့အတိရှာအတားရှိနည်းနည်းသိရင်များသိရင်ဘာမှမသိရင်အရာအားလုံးလို့အားလုံးလို့စီပွားရေးသိစီပွားရေးသားပဲနော်ကျမယုံသိကျမယုံဘာလို့လဲဒါပဲကျမယုံသိတဲ့လူသားကြလို့သားနေနေလို့နေဟောတော့မတည့်ဘူးလားငါမသိဘူးတော့စပြီးပြီးတော့ရက်ကန်ဖြစ်နေပြီအဲ့ဒီကြောင့်မသိသေးဘူးလို့အဲ့စားပြီးလားစားတာပေါ့နော်အတောင်းမှလည်းပြောလို့ရတယ်တွေးလို့ရှိတဲ့ကွာဒါသားရဲ့တွေးလို့မှမသိရင်စားတာမစားဘူးလားစားပြီးတော့အေးငါမသိလို့စားပြီးတာပါဒီတခါတော့ခွတ်လို့ပါလို့ပြောလို့ရတယ်လူလာခွတ်လို့ခိုင်းလို့ရတာနော်လုံပြီးတာလုံပြီးပဲခွတ်လို့ပြီးပါနားလိုက်ပြီးပါလို့ပြောလို့မရဘူးဒါကြောင့်နည်းနည်းသိရင်နည်းနည်းတာတယ်ဘာမှမသိရင်အားလုံးမလာပဲဘာမှမသိရင်မလုပ်နဲ့ဒါကြောင့်သိဖို့ရလုံလားမလုံလားလို့လေရုပ်ကိုလည်းယုံမှဘာလို့မလဲသိပါပါဘုရားနာကိုလည်းနာမဘာလို့မလဲသိပါပါဘုရားအဲတို့အဲ့ဒါတွေလည်းမသိတယ်လို့အခြေခံသီလသဘောတရားတော့ဘာလို့လဲမသိပါဘူးဘုရားတခါတလေကိုထိနေတဲ့သီလလုံးလုံးလုံးမသိတာသိပါပါဘုရားကျိုးလို့ကျိုးနေမှာမသိတာသိပါပါဘုရားအဲတခါတလေမလုံကောင်းမှမသိလုံကောင်းမှမသိလုံချင်တာလေးလုံကြည့်ပြီးတော့သူကလက်မတစ်ကောင်လုံးနဲ့ငါးမှန်နဲ့လုံနေသေးတာနော်တချို့လည်းပြောနေကြဘာမှန်းပြောတာဘယ်သူကြည့်စားရမှာလဲဆိုတော့ဒီကြည့်လိုက်ရဲ့ဝိသုနာဝါစာဆိုတာမှန်တာပြောတာဝိသုနာဝါစာဆိုတာဘာလဲမှန်တာပြောတာလေဒီတိပြီဘာမှကြောက်နေဘာပြောတာဒီတိပြီလားဘာမှကြောက်တာဘာပြောတာလဲမဟုတ်တာပြောတာဟုတ်ပါဘူးသူကဘုရားနဲ့သူဟိုလိုဒီလိုတော့သူတို့ဘလို့လို့ဒီလိုလည်းဟုတ်တယ်ဟုတ်မှာပါနော်ဟုတ်တယ်ဟုတ်မှာပါဟုတ်တယ်ဟုတ်တယ်နေပါအဲ့ဒီစကားကဘလို့လို့ဒီလိုလို့တကယ်ဟုတ်ကဲ့မှန်တဲ့စကားဟုတ်တာမဟုတ်ဘူးလားဟုတ်ပါဘူးဘိုးလည်းဒီတိပြီလားဒီအဲ့လိုလက်စောတဲ့တဲ့တော့ဒီပြီလားဘာပြောတာဒီပြီမှာပြောတာဘာပြောတာမှန်တာပြောတာမဟုတ်လားဘိုးလည်းလို့ပြောတာမှန်တာပြောတာဟုတ်လားမဟုတ်လားလိမ့်တယ်လို့လိမ့်တယ်လို့ပြောတာမှန်တာပြောတာဟုတ်လားမဟုတ်လားအဲ့ဒါမှန်တာပြောတာနော်မှန်တာပြောတာငါမစိုးဘူးဆိုင်ရှင်မြတ်မှန်တာပြောတာကဘုရားဝါဒလုံတာမဟုတ်ဘူးလားဘုရားဝါဒလုံတာကတစ်မျိုးအဲ့ဒီ
ဒီပိသုနာဝါစာရဲ့သဘောတရားကလေမှန်တာပြောတာခိုးတဲ့လူကိုခိုးတယ်လို့ပြောတာခိုးတဲ့လူကိုခိုးတယ်လို့ပြောတာအမှန်တိုင်းပဲဒါပေမဲ့သူစိတ်ရဲ့ရည်ရွယ်ချက်ကဘာနဲ့ပြောတာဘာနဲ့ပြောတာအဲ့ဒီလူကိုထင်ကြီးနေတယ်လို့ပြောတာကထင်သေးနေတယ်လို့ပြောတာအဲ့ဒီလိုနဲ့ဒေါသအဲ့ဒီလိုနဲ့ဒေါသတော့ဒီအမှန်တော့လူကြီးတဲ့မှာဒေါသဆိုရင်ငရဲလူဆိုင်မှာဒီကိုယ်ဆိုင်လို့မရဘူးအဲ့ဒီလိုလည်းကိုဘာလို့လုပ်နေမှမသိဘာပြောလို့ပြောနေမှမသိငါမှန်တာပြောတာကတော့သူ့မှာဒီဆိုင်တယ်ကိုလောက်တာနော်မှန်တယ်လူတွေသိတာဗျနော်အဲ့ဒီလူတွေသိတာအဲ့ဒါလည်းဘောပေါက်တာသိတာနော်အဲ့တော့ပြောနေတာကမှန်တာပြောတယ်ခိုးလို့ခိုးတယ်လို့ပြောတယ်ပြောတဲ့ကြည့်တဲ့ကဘာလဲသူများကိုအထင်သေးသေးတယ်နောက်သူများကိုထင်သေးသွားသေးတယ်မပေါင်းနဲ့သူကအဲ့လိုရှိတယ်နော်စိတ်ထားကောင်းလားစိတ်ထားရုပ်လားစိတ်ထားရုပ်ပါဗျာထိုးတယ်လို့ပြောတာကမမှားဘူးမှန်ပါဗျာစိတ်ထားကသူ့ကိုမပေါင်းသေးတဲ့စိတ်ထားကဟုတ်လားလေဟုတ်တာပါဗျာမှန်ပါပါနော်ဒီဘယ်ဟာမှားသွားတယ်ခင်ဗျားလည်းဘောပေါက်ဖို့နော်နော်အေးအဲ့ဒီမှာဟိုလူကပြောရင်ဟိုအဲ့ဒီလူကြီးလားညီပြောလို့သိရတာတော့ငါတို့ဆိုရင်သူ့မပေါင်းဘူးကျေးဇူးတင်ပါတယ်အေးအဖြစ်ပါတယ်အေးကျေးဇူးတင်ပါတယ်ဟိုတော့ပြောရင်ကျေးဇူးတင်ပြီးတော့မခံနိုင်ဘူးလားခံနိုင်ပါဗျာလောဘလေဟာလေလောဘပါဗျာလောဘနော်မာနပြောတယ်မာနပြောတယ်ဟိုဘက်ကိုသင်သေးသေးနေတာကဒေါသဟောကိုယ့်ကိုကျေးဇူးတင်သေးနေတာကဘာလဲပြောတယ်လောဘနဲ့ဒေါသနဲ့ပြောတယ်ကိုပြောတဲ့စကားနဲ့ကိုယ့်ကိုကြည်အောင်နော်အသေးပြောတယ်ကိုယ်စိတ်ကိုပြန်ပြီးတော့စမ်းစစ်ကြည့်ကိုယ်စိတ်ကိုပြန်စမ်းစစ်ကြည့်ငါပြောတာဘာကြွေတဲ့ပြောနေတယ်လို့စမ်းစစ်ကြည့်နော်ဟိုဘက်ကိုထင်သေးသေးတယ်ငါ့ကိုထင်သေးသေးတယ်တို့ကြတယ်အဲ့ဒီဟာပြောပြီးတော့အိမ်နေနဲ့ပြီးတော့လက်သက်စားနေတယ်အများကြီးပဲဒီတွေတိုင်းတော့လည်းလူတွေလည်းအများကြီးရှိသားရဲ့အေးဒီလိုဒီမှာလည်းယောဂမုံလေးစားလိုက်ပါတော့မောသားပြလိုက်ပြောတာသူကနော်မောသားရောက်ရတယ်လို့လည်းပြီးတော့ပြောတာပြောနေကြတာအဲ့တော့အဲ့ဒါဒီသူ့ရဲ့စိတ်ကမှန်တဲ့စိတ်ကမှားတဲ့စိတ်လားရဲ့ဘုရားကိုသင်သေးအတင်သေးသေးချင်းဒေါသကိုယ်ကိုကျေးဇူးတင်ပေးခြင်းမလို့လေဒေါသပဲဒါကြောင့်အဲ့ဒီတရားတွေအားလုံးကနော်တို့သစ္စာနဲ့ပြောရင်တခြားသမုဒိယလားသမုဒိယဆိုတခြားပြမှလားခန္ဓာပြမှလားရဲ့ခန္ဓာပြဘိုးရင်လေနာမ်လေအတင်းရင်လေတို့လည်းပြောနေတာသမုဒိယမှာကိုယ့်ကိုယ်သိရလားတရားကတော့ပြောနေတာနော်ဒီဒီလည်းတောင်းတာသိတယ်နော်ဒီဒီကတော့ဒီကကတော့သိတာနော်သူ့မိတာအကုန်ဖတ်တယ်သိတာနော်တကယ်ဆိုရပ်ပတ်တရားတွေအဲ့ဒါကသူ့ကိုမလုပ်နဲ့သိပါတယ်ဗျာအလုံးနဲ့တရားနဲ့မှားနေအဲ့ဒီဒေတာကဘာလို့ပါလဲကွာနော်အဲ့ဒါဆိုသူတို့သတင်းတော်နာမည်ကြီးမှာနော်အခုတို့ရတာမရတာပြောတာမဟုတ်ဘူးနော်သူ့ရဲ့သတင်းတရားနဲ့တော်တော်ဟိုလူကြားထဲမှာရေပန်းသားတော့မှာနော်ပြောပြီးလာလိုက်တော့ပြောချင်တာကရုပ်ကိုရုပ်လို့ပါပြရမယ်သိရမယ်ဒါအရေးကြီးတယ်လောက်တိုင်းကမလောက်တိုင်းကတော့နောက်ကဘာလဲမပြရမယ်သိရပြောပါလေဘာလဲသိရပြောပါလေဘာလဲသိရပါဗျာအဲဒီဘာလဲမသိလို့လေဒီမှာစကားရှိတယ်ဘာမှမသိညာမှမသိဘာလဲဘာမှမသိညာမှမသိပါဗျာပြောကြည့်လားမဘာမှမသိညာမှမသိပါဗျာညာမှမသိပါဗျာဘာမှမသိပါဗျာအဲ့ဒီဒုက္ခရောက်ဒုက္ခရောက်တာမသိတဲ့လူတွေကတော့ဒုက္ခရောက်တာနော်ယောဂီတို့ဘုန်းဘုန်းတို့သံဃာကြီးမှာခန္ဓာဒုက္ခတွေရောက်မရဘူးလားရောက်တာမရဘူးလားသိလို့လားမသိလို့လားသိပါဗျာဘာမှလည်းသိပါဗျာညာမှလည်းသိပါဗျာငါမဟုတ်ဘဲနဲ့သူကညာနေတာငါလိုပြောနေတာလေညာမှမသိခဲ့ကြလားသိပါဗျာငါမှမသိခဲ့တော့နေရာကသူ့ပဲဘိုးမတင်ဘူးလားသိပါဗျာသူ့ကိုဆရာကြီးနေတာနေဘူးလားသိပါဗျာမြန်မာစကားလည်းမဟုတ်ဘူးတော့တကယ်လေးပဲနားလည်အောင်လုပ်တာဘာမှမသိတော့ညာမှမသိညာမှမသိတော့ဘာမှမသိတော့အဲ့ဒီလိုတော့ရောက်လာမရဘူးလားဟုတ်ပါဘူးဗျာဒါကြောင့်လောကီတို့လုံနိုင်တာမလုံနိုင်တာကနံပါတ်1နံပါတ်1ကသိဖို့မလုပ်နဲ့ရုပ်ကိုရုပ်လို့သိရပါဘူးဗျာဉာဏ်ကိုဉာဏ်လို့သိရပါဘူးဗျာသိနေရမယ်နော်သိနေရမယ်နော်အဲ့ဒါသိလိုက်တာနဲ့ယောဂီတို့
နာမရူပပရိစေကဉာဏ်တို့ကြည့်ပါဉာဏ်လေးဒီရုပ်ပဲနာမည်လို့ဝေခတိတာနော်မှန်ပါဗျာမြတ်စွာဘုရားရဲ့လက်ထက်လုံးကပင်စက်ကဒါယကနော်ပင်စက်ကဒါယက၅မျိုးမှာပူပြပြတူပါလူလည်းအလေးချင်းရှိအားလည်းပူပြပြတူတာအရှင်ကိုဋ္ဌာကြီးလိုပဲအဝုဒုလူလည်းမှရှင်းတယ်ရှင်းတော့ဘုရားဘာကြီးတွေတကယ်လေးသားတဲ့ကောင်းတဲ့ရှိတယ်နော်မုံလေးတစ်ခုတော့ရနိုင်တော့ဟေးကတာလေးသိထားလိုက်ပေါ့နောက်တစ်ခါမှဘုရားဆုံးတော့ကပ်ပြီးမှစားဦးပြာပြာအဲ့လိုလေးချင်းရှိတယ်တော့တချို့ကလေးချင်းတော်ကောင်းတာနော်လေးချင်းတော်ကောင်းတယ်တချို့တော့ဟုတ်ပါဘူးရှိဘူးသေးကုန်ပါအေးသာတိုက်တာပဲတခါလေးလေနော်ရရစားစားဝါဝါမျိုးမျိုးဆိုအဲ့ဒါပြောတာနော်အဲ့တော့တချို့လူကြီးတွေကျတော့ဘာလေးရရဘုရားဆုံးတော့ကပ်လို့ရရင်ဒီပါဘူးနောက်နေ့ကျမှမလုပ်နဲ့စားပါဘုရားဆုံးတော့ကပ်ပြီးမှစွန့်ပြီးမှလုပ်ပါလို့လေစားမယ်အဲ့လိုဦးပြာပြာလုပ်တတ်တဲ့လေးချင်းရှိတယ်နော်အကျိုးလည်းဗာလေးရနိုင်အလုပ်လေးလုပ်တယ်ဘူးပြပြလေးအဖိကတော်ဘုံမှာအဖိကတော်ဘုံမှာအဲဘုရားလူဘုံမှာဒါလူဘုံမှာမရှိလိုက်ရဲ့အကျိုးလည်းရတဲ့သားကဘူးပြပြလေးနဲ့ရက်သွားတော့အကျိုးလည်းရတဲ့သားကဘူးပြပြလေးနဲ့စုထားပြီးတော့မိတ်ကဝဲလေးပေါ့ဥစ္စာနာနဲ့သူပဲနော်ဥစ္စာနာနဲ့သူပဲဒီအတရားနဲ့တရားတော့သူရဲ့လားလေမတူဘူးနော်အဲ့ဒီတကားလေးရတယ်ဘာပဲနေဘူးပြပြလူချင်းဦးပြပြလူချင်းလားနော်အဲ့တော့တရားမှာသူ့အိမ်ကိုဆုံးမမြတ်စွာဘုရားကြွလာသူကလမ်းဘက်ကိုကြောပေးနေတယ်မြတ်စွာဘုရားလာတာသူသိသူမိမကလမ်းဘက်ကိုမျက်နှာနဲ့ပြီးတော့သူ့ယောက်ျားကိုသမင်းကျွေးနေတယ်သမင်းကအပုံရှိဒါပဲနော်အဲ့တော့ဘုရားကဆုံးမကြွလာမြတ်စွာဘုရားလက်ထက်ရဲ့ဘောကတစ်ချက်ကတော့ချိုးကြည့်လိုက်မှာပေါ့ဒကမမြတ်စွာဘုရားဘာတော့မြတ်စွာဘုရားလည်းကောင်းရပြန်သွားဘူးတော်တော်အဆင်ပြေတယ်နော်ဘုရားအိမ်ကဘာပြောလဲသွားတော့မြတ်စွာဘုရားလည်းမလုပ်လဲမဟုတ်ဘူးနော်ဗဇက်နဲ့ကြောစုံးလို့ပြောရင်သူတကယ်ကြားမှာတော့ဘာနဲ့ပြလားအမူအရာနဲ့ပြနော်အမူအရာနဲ့ပြကျန်ဒီကဆရာတော်တော့ပြောတယ်နော်ဘုန်းကြီးတဲ့ကြောစုံးနဲ့တသက်လုံးမတည့်ဘူးနော်တသက်လုံးမတည့်ဘူးဟုတ်တယ်သုတ်ကလာတာကြောစုံးဆိုတော့တသက်လုံးမတည့်ဘူးနော်ကျေးဇူးတော်ကြီးစေသူရုပ်ဆရာတော်ဘုရားကြီးလည်းပြောတယ်ကြောစုံးဆိုတဲ့စကားဘုန်းကြီးတွေနားလဲမိုးချိုးပြစ်တယ်လို့ပဲဆရာတော်ကြီးရဲ့တကားတော့မှတ်သားတယ်တော်ကောင်းပဲပြီးတာနော်အဲ့ဒါတော့သုံးကလာတာလေတကမကမလုပ်လဲအမှုရတဲ့မြတ်စွာဘုရားလည်းဘာလို့တရားတရားမရှိလို့တော့သူပြင်းတာသူယောက်ျားမြေစားနေတဲ့အခါထားပြီးတော့ဒီမှာသူရင်သူချက်ပြီးတော့ချက်ပြရမှာလေချက်ပြရရင်သူပြန်မှန်းပါလေမလုပ်ချင်ဘူးမလုပ်ချင်ဘူးကုသိုလ်လည်းမလုပ်ချင်တာနော်ဒီအဝိဇ္ဇာကခန္ဓာကိုယ်ကြီးကိုညာခိုင်းနေတာလေဝိဇ္ဇာဘာလို့ခိုင်းကြလဲညာခိုင်းနေတာနော်တဏှာကလည်းမခိုင်းနဲ့တော့ဒါတော့မခိုင်းနဲ့နော်ဒါကြောင့်မမြတ်သေးသွားလို့ပဲဒီတိုင်းနဲ့ပြင်မလေးပဲဒီလိုလုပ်နေတာနော်ဝိဇ္ဇာနဲ့တဏှာကပေါက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုခိုင်းနေအောင်ဒုသာခိုင်းနေတာဒါပေမဲ့မခိုင်းနေတဲ့ခန္ဓာလေဘာခန္ဓာလဲသူတို့ဘလောက်ပဲသတ္တဝတ္တထားတာသူကပြက်ကိုပဲပြက်ပါပါဗျာပြက်မှာအပြက်ခန္ဓာပြက်တာစမ်းမှမစမ်းတာလေအစလည်းပြက်တဲ့သဘောတရားမှာဆိုတော့ပြက်ကိုဘာလို့ပါလဲပြက်မှာပဲအဲ့တော့မြတ်စွာဘုရားကိုသူကမေတ္တာနဲ့လည်းမြတ်စွာဘုရားနဲ့သွားနောက်ကထပ်ပြီးတော့သူမူရလို့ပြန်ကြားတယ်သွားနော်သုံးလေးကတော့ပြောမသွားတော့ကြတယ်ကမှသူ့ကိုသူရည်ချင်းလာတာနော်ထပ်ပြီးတော့ဒီတဲ့ချိန်မှာတကဘာကြီးရတယ်နောက်တက်ပြီးတော့ဘုရားပြေဟောတဲ့အမျိုးသမီးပဲမြတ်စွာဘုရားကြွလာတာမပြောငါကုသိုလ်နေတက်ပြီးတယ်တပည့်တော်ကစားတွေကတပည့်တော်ကယူသွားတယ်ယူသွားပြီးမြတ်စွာဘုရားပြောတယ်မြတ်စွာဘုရားတပည့်တော်ဦးပြပြတော့လူကျင်တာဗျာဒါပေမဲ့တပည့်တော်အဲ့ဒီဦးပြပြလူလို့ရကိုယ်ချိန်မှာကြည်ပြီးတော့စားပြီးသားကြီးအဲ့ဒါတပည့်တော်လူလို့ရတယ်ဟောဘုရားတို့ဒီမှာအလူကပုဂ္ဂိုလ်တို့ဒီမှာဘာလို့မှမြတ်တယ်ဆိုရမဟုတ်ဘူးကိုယ်ရှိတဲ့အရာလေးကိုအမျက်နှလုံးသူ့ရင်မလုပ်နဲ့ဉာဏ်ပါဖို့လို့လည်းနော်ဘာပါဖို့လို့လည်းသူကျတော့ဘောသာကိုသားပြီးတော့လူကပုဂ္ဂိုလ်ကျမှသကွဲသမင်းနဲ့အင်္ဂါစရာနဲ့မျက်ပါလေဘာလို့လုပ်လို့မရဘူးနော်သူကျတော့ဗာဖြစ်တယ်ဘောသာကိုသားတယ်လူကပုဂ္ဂိုလ်ကျဘာနဲ့တွေ့တယ်သကွဲသမင်းနဲ့ကြက်ပြီးတော့သူကဗာဖြစ်တယ်စိတ်ထားနဲ့ရင်စိတ်ထားကြီးကိုသူစိတ်ထားကဘယ်လိုစိတ်ထားလဲဆိုတဲ့ဟာလေဒါပေမဲ့ဒီကံရဲ့ရှိတာကလည်းအခုစားလက်စားရလို့ခုမှမလုပ်တာလေရှိပါပါဗျာအဲ့ဒါကိုမြင့်မြတ်လုံးလုံးလူရဲ့အပြည့်ဆုံးလူပဲမြင့်မြတ်လုံးလုံးလူတွေပါပဲလေ
နော်ဟိုမှာကောင်းကြီးနေတဲ့သာမိကလူမီဆိုနေတာသူ့ရဲ့စိတ်ကနေကြခြင်းပဲလေဘုန်းပြောတာကုသိုလ်မရဘူးလို့ပြောတာမဟုတ်ဘူးနော်စိတ်ထားနေကြတယ်လို့ပြောတာဘာနဲ့ကြတယ်လဲကုသိုလ်ကတော့ရာပိသားပါလူမီဆိုလဲကွာကုသိုလ်ကဖြစ်ပြီးသားအနေနဲ့အများအကြီးနဲ့အသေးဒါပဲပါလိမ့်မယ်နော်ဒါပေမဲ့သူ့မှာရှိနေတာကလည်းစားလက်စားပြောတာလည်းရှိတာပါဗျာဒါကြောင့်ရှင်းလူကြီးတွေကခမင်းစားရင်ပြောတယ်အဆုံးမလေးကိုနော်ဟိုရှင်းလူကြီးတွေဆိုတော့ဒီထဲကလည်းကိုဟောနေတာလည်းကိုလည်းအဘိုးလေးကြီးပဲအဘိုးလေးအပွားလေးပဲဒီပဲနော်ကိုလည်းလည်းပဲကိုယ့်အကွယ်လည်းအားလည်းသူပဲပါတယ်နော်အကုန်လုံးကိုလည်းကြီးတဲ့လူတွေကြီးပဲသိတာနော်ဟိုလူကြီးကိုလူကြီးပြန်တော့တာမဟုတ်ဘူးသိတာနော်တတိလေးပါလေးမထားပြီးလို့မေ့နေရတယ်တတိယအောင်လို့ပါမညာဘူးတဲ့သူလည်းကြားဘူးကကြားပဲသားလို့ဆိုရင်လည်းတတိယပြီးတော့လုပ်ပြအောင်လုပ်ပါနောက်သမင်းစားရဲ့တော့ရှိသူကြီးတွေကအလဲကောင်းနေတဲ့စားတာကြဟိုဘက်ကနေစားတာကလည်းကြဒီရှင်းတဲ့ရဲ့နည်းနည်းချင်းပြီးပါလို့လည်းရတယ်ဘာလို့လဲဆိုလို့ရှိရင်တဲ့ကိုယ်ရင်တော့တတ်တဲ့နေပုံပြီးသူများကိုတွေးနေပါပြလို့ရအောင်သိကောင်းတဲ့တော့ရှင်းသူကြီးတဲ့သမင်းစားတာကတော့ဒီရွေချက်ပါတယ်ပညာပါတယ်အခုပါလေအဲ့လိုဟုတ်လားဟုတ်ပါဗျာဟာပါတော့လူကြီးတဲ့တရားမှသိတော့တချို့ကလည်းမေ့နေတာတချို့ကလည်းသူကိုယ်တိုင်ကဘာလို့တာလဲဒီဘက်ကဗျာမလားဆိုသာသမီလည်းဘာလို့လဲဒီဗျာမလားကိုယ်ဗျာမလားပဲဖြစ်မှာနော်ဒါကြောင့်ကိုယ်ကဗျာမလားနေပြီးကိုသာသမီကြကမှာသွားပြီးတော့စိတ်လုံးနာမှုမြင့်ကျင်နေတယ်မရဘူးကိုယ်ကိုယ်တိုင်ကစနစ်တရားနဲ့နေတတ်တဲ့အလေးသိရှိဖို့လိုလားမလိုလားအဲ့ဒီလိုမရှိလို့ရတဲ့သမီးစားတာအဲ့လိုတင်တာနော်ကဲထားလိုက်တော့တရားကိုရင်းကြီးတွေမှာတရားဝဲဖြစ်နေမှာတော့လို့ရတာနော်အဲ့မလေးဒါလည်းလိုလားမလိုဘူးလားရဲ့ဘုလည်းမလေးဘုလို့ဘာလို့အားကိုးရတယ်ဗျာအင်းရောညီလေးတင်မှာသိလားသာသမီတွေပြောပါကြဒါကုသိုလ်ရတယ်နော်ကဲဟုတ်ပြီအဲ့လိုပြောတဲ့သူကမြတ်စွာဘုရားလို့မြတ်စွာဘုရားအလူခံအဲ့နဲ့တရားဟောတယ်အဲ့နဲ့နာဂတိအဟောတရားဘာပြောတာလဲလို့မေးရင်ရုပ်နဲ့ပြောပါနဲ့ပါတယ်လေပြောပါနဲ့ပါလက္ခဏာလေးပြောပြီးသူဘာလို့လဲကသူကြီးကလက္ခဏာလေးလည်းမှအနာဂတ်ဖြစ်သွားရတယ်တို့ယောဂီတွေခဏခဏပဲဗျမှတ်နေတာလေနော်ခဏခဏတရားစကားရှိတိုင်းပါတရားပွဲရှိတိုင်းမနာဘူးလားနာပါဗျာမဖြစ်တော့တရားစိတ်မကောင်းတရားပါသူတို့ပြောမှာပဲနော်တရားပဲမှားနေလားဘုန်းကြီးကပဲမှားနေလားလူကပဲမလုပ်နေလေဘယ်သူမှမမှားဘယ်သူမှမမှားမပြည့်သေးလို့မရဘာဖြစ်လို့မရလားတသိန်းကပြည့်သေးလို့ကျန်တော့တသိန်းပြည့်အောင်စုရဘူးလားတသိန်းမပြည့်သေးတဲ့ဝယ်လို့ရလားတသိန်းမပြည့်သေးတဲ့ဝယ်ရင်တို့ပြရမှာပေါ့နောက်ပတ်သက်ပို့ပြီးတော့ပြရမှာပေါ့တသိန်းနဲ့ပြည့်သေးလို့ကျန်တသိန်းပြည့်အောင်မလုပ်ပြန်ပဲတစ်ချက်ရှိရင်တစ်ချက်တည်းငါးခုရှိရင်မလုပ်ပဲငါးခုကလည်းငါးခုပြောပြတာစုလာလို့ရှိရင်တသိန်းမဖြစ်နိုင်ဘူးလားတို့ရဲ့အတိတ်တွေအားလုံးနဲ့ပြင်းပြင်းချင်းမလုပ်နိုင်မယ်။ဘာကြောင့်ဒီရုပ်တဲ့နာခန္ဓာလေးစိုးမှန်သွားရင်မတည့်ရဲ့ပြောလိုက်တာနဲ့ဟောဒါရုပ်ပဲဒါနာပဲသဘောပေါက်ခန္ဓာပေါ်ဉာဏ်ရောက်ဒီနဲ့အနာဂတ်မိဘအနာဂတ်ဖို့ဖို့လေ။တပတ်တဘုံမဟုတ်သုံးပတ်သုံးဖို့တခါလဲရတာနော်။အဝတ်ရသိကောင်းတယ်နော်။တို့ကြလည်းနားနေတာဘယ်ဘာမှပြုပဲပြစ်မလဲခုမှဘယ်ကြောင့်သားကြောင့်မှမသိ။ဟောလည်းလူလည်းဘယ်ကနေထွက်လာမှမသိတာလဲလူလည်းဘယ်ကနေထွက်လာမှမသိ။ဒါတရားလုံးကိုယ်ကိုယ်ကပိဋိပိကတရားလည်းသာနာတယ်ဒါမှကောင်းလည်းကြံလို့အဲ့ဒါနဲ့သာပြောလဲပိဋိပိကလို့ပြောတာခုတ်ကိုမညာလည်းဝေဖန်ကြီးမညာလည်းဝေဖန်ကြီးဟုတ်လားမဟုတ်လားပိဋိပိကတော့တကယ်မှပိဋိပိကတော့ကောင်းတာလုပ်ရဆိုရင်တော့ဟိုကက်နေဒီကက်နေအကြောင်းမျိုးစုံနဲ့မလုပ်ရလဲမကောင်းတာကျတော့ကိုရှင်တော်နဲ့တရားကြီးကောင်းအောင်လေသူကနော်အကုန်လုံးတော့လိုက်ပြီးဒီလိုလေးစိတ်ပလိုက်နေတာနော်ကောင်းတာကျတော့လည်းသူကောင်းအောင်ပါမင်းကနေတဲ့နေရာလေနော်အဲ့လိုပြောနေတာကတ္တဝဘုရားရှင်ရဲ့လက်ထက်တုန်းကအဲ့ဒီတရားကိုသူသိချာနာခဲ့တယ်အဲ့ဒီရုပ်နဲ့တရားခွဲပြီးတော့သူမလုပ်ခဲ့တာလေအဲ့ဒီချိန်ကတော့သူ့မှာမပြည့်သေးဘူးလေမပြည့်သေးတဲ့အတွက်သူအဲ့ဒီချိန်ကတော့လက်မှတ်တပိုးလည်းမရလို့သုံးမှတ်သုံးဖို့လည်းမလုပ်နဲ့အတိဆိုတာကဖြစ်သွားလည်းဖြစ်သွားတတိကျမ်းနေဘာကျမ်းနေလဲတတိကျမ်းနေတယ်တော့အဲ့ဒီဘဝတော့နာကုတ်လိုက်တဲ့ဒါကရုပ်ပဲဒါကနာမည်လို့အဲ့ဒီခွဲခြားသိလိုက်တဲ့ဒီ
ဒီအတိအခုဆုံးခံသွားရင်လည်းခဏလေးမတ်တရရဲ့လေးနဲ့ကိုတရားရတာနော်ယောဂီတို့တဏှာကြီးတရားနာတရားလုံးလားလုံးပါဘူးဗျာနောက်တစ်ပြီးတော့တဏှာရုပ်ထက်တရားထိုင်နေလို့သေးလားလုံးပါဘူးဗျာနောက်တော့ထပ်ပြီးတဏှာကြီးထက်နာတရားလို့သေးလားလုံးပါဘူးဗျာတို့တော့နာတရားတာလေရပြီလားဆိုတော့ရပါပါဗျာမရသေးဘူးဆိုတာမှားနေလို့လည်းမပြေသေးတာလားပြေပါပါဗျာအဲတော့ပြေမပြေဖြစ်ရမှာဘုရားပဲဟုတ်ပါပါဗျာတို့ဖြစ်ရမှာဘုရားမလဲဖြစ်နေမှာဘုရားဘယ်လိုလဲဘုရားလဲအခါတည်းတော့အမြဲတမ်းတရားနာတာအာရုံစိုက်နေတာမဟုတ်ဘူးတော့ယောဂီတို့တဏှာကြီးအာရုံစိုက်နေဖို့ဘယ်ဒီမတဏှာကြီးမပြောတဲ့တပိဋကမလို့အခါတည်းကြောင်းရတယ်သူပြောလိုက်တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ရှောက်ပေးလိုက်တယ်နောက်ပါပြောလိုက်မှမသိလိုက်ဘူးလွတ်တယ်နော်လွတ်တာတွေရောတတိတရားမိတာတွေရောကိလေသာတွေရောပြောတာတွေရောမိတရားလေဒီလူဆရာတော်ကြီးကပြောတယ်နော်လူတွေကိလေသာတွေများတာငါတို့လည်းဘယ်လိုသက်တာလဲဘာလို့လဲဆိုတော့သူတို့ကမိနေတော့ကြတော့ဒီတရားဗဒကာဟောအစ်စ်ပဲအဲ့ဒါမှမမှန်မိရတယ်အဲ့တော့လည်းအစ်စ်ခတ်ပြီးတော့ချက်တရားလေဘယ်လိုတော့ဘယ်လိုသက်တာလဲဒီကလည်းကမှလိုတာပဲမိနေရဲ့အစ်စ်ပဲမိနေပါလေပဲဒီပဲအခုလည်းအဲ့လိုဖြစ်နေတာလေအာယုန်တွေကများတယ်ဗျာနော်အာယုန်တွေကများတယ်အဲ့ဒါကြောင့်လို့တို့ဒီမှာတကယ်ရှိနေတာကခန္ဓာ၅ပါးကိုပဲဗာနဲ့ပါဟုတ်ပြန်တာကဟုတ်ပြန်မှသိနေတာကဟုတ်ပြန်တာကဟုတ်ပြန်မှသိနေတာကအေးနားပြီပဲတကယ်တော့ရှိနေတာဗာနဲ့ပါရုပ်နဲ့ဘာပြန်တာကကွဲပါလားဟုတ်တယ်ပြန်လာနော်ဟုတ်တယ်ကဘာလို့ဝေါ်လေးပြနေတာလဲနော်အဲဒါတော့တဲ့ပါပြီဆိုတော့လူတွေနော်ယူစေရောနော်ယူစေရောဘာလို့မပေါ့ပြီလားနော်ဘာလို့မလာတော့ပါနော်ဘာလို့တော့မလာပဲနေတယ်တော့မှလည်းလာနော်ဒီလိုရပဲဟောနေတယ်နော်ဆရာကလူနာလေးစစ်တယ်လူနာလေးကောင်းမှန်စစ်တာပေါ့နော်မစစ်တော့ကြတော့ဒါလည်းပြီးလို့လာတယ်ဆရာဒီနေ့မင်းတို့အကုန်လုံးဘုံကြီးကကြည့်ကိုယ်ကလည်းကိုယူခဲ့အယူတွေအကောင်းမှမဟုတ်လားနော်ပကံလေးတွေယူခဲ့တော့ပကံတော့ဘာကတိနေမှာအခုကလေးကိုခိုင်းတာနော်အကုန်လုံးကိုတန်းစီလာအဲ့ဒါကတန်းစီအကုန်တန်းစီပြီးတော့အကုန်လုံးချလာတယ်အကုန်လုံးချလာပြီးတော့ကျတော့ဆရာကပြောတယ်ထည့်ပေးမယ်ဆရာလည်းအခါဆောင်တော့ဘာလို့လာလဲထည့်တယ်ဒါကပြီးမှဒါကြီးမရဘူးဆန္ဒဖောတယ်နော်ပြင်းထန်ဆန္ဒအဲ့လိုပြီးသွားလိုက်တော့နော်အဲ့တော့သူကဘာလုပ်လဲဆိုပကံနေရွေးကိုပကံကိုကံဟောလည်းအားသာပါလာမလုပ်နဲ့ထည့်ပေးတာနော်ထည့်ပေးတော့ကြတော့အဲ့ဒါအကုန်လုံးလေုံစားရည်ဘူးအကုန်လုံးခဏဆောင်တော့ခဏဆောင်အားလုံးလည်းထည့်ပြီးတော့တဲ့မှာအားလုံးစားလို့ရပြီစားကြပါတော့လူတွေကိုအားကောင်းတော့လည်းစားကြနော်အဲ့ဒါကအယူတရားကတောင်းတဲ့ကောင်စားအယူမှလိုက်တော့ပါလေသူခိုင်းနေရတယ်မှမဟုတ်တာဟုတ်ကောင်းတဲ့သူကဘယ်လုပ်လဲကောင်းတဲ့သူဆိုတော့ဘယ်လုပ်လဲအယူမှလုပ်တာအဲ့ဒါတော့အဲ့ဒီအားလေးကိုကြည့်ပြီးတော့ဒီတရားပါတော့စားဒီကောင်တော့တော်မှန်ပြီးတယ်ဒီကောင်တော်မှန်ပြီးတယ်ဆိုပြီးတော့သူကသွားမိတာမရဘူးလားရတယ်ဘာလို့မစားဘူးဦးသေးတယ်ဘာဖြစ်လို့ဟိုကအကောင်းမှလည်းဘိုးတော်ယူနေတယ်သူကဘိုးတော်ယူနေတယ်ပူလေးလို့တောက်နေတာအဲ့တော့သူလည်းကတဲ့ပါရမှန်းနေတာဟိုကဘာဖြစ်သွားလဲပြောပါဦးဗျာအမေလည်းဗျာတယ်ဒီလိုသူတော်ကောင်းတွေဘယ်ပြောပါမယ်နော်ဟိုကပြောကြတာပြောပါလေကဲအောင်ဒီယောဂီပါလို့သွားတင်တာကသွားတင်တာကဘာလဲစားတင်တာကဟာသာသနာကတရား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 သာသနာကဘာလို့ပါလဲရုပ်နဲ့ဟုတ်တာမဟုတ်လားသူ့ရဲ့သဘောတရားလေးကဘယ်လိုလုပ်ကြတာလဲဒီပါလေသူ့ရဲ့သဘောတရားကသူ့မှန်သိနေတာကအေးတဲ့သဘောတရားလေးကအေးမှန်သိနေတာကထုံးတဲ့သ
တရားလေးကဘုံမှန်းသိနေတာကတကယ်တော့ရှိနေတာကဘာလဲပါလဲရုပ်နဲ့ပြောပါနဲ့ပါလဲလေရုပ်ပဲနာပဲလို့ဘယ်ဘက်ကတည်းကသိရင်တက္ကာယဒိဋ္ဌိနေရာမရှိတော့နော်အဲ့ဒါကိုတော့ရုပ်ပဲနာပဲလို့အတိမဝင်သေးဘူးဆိုရင်တော့သူကနေရာလာပြီးတော့ဥလားမဟုတ်လားရဲ့လမ်းမေးကပစ္စည်းကိုငါတို့သွားပြီးတော့ဥလိုက်တယ်လို့အော်ဒီဒိဋ္ဌိရတယ်လေယုတ်ကြီးကိုလည်းငါဆိုပြီးတော့ကိုလားမဟုတ်လားရဲ့ဟောတန်ကြီးကိုလည်းငါဆိုပြီးတော့ကိုလားမဟုတ်လားရဲ့ဟောတန်ဆိုရင်တို့သိနေရမှာကခန္ဓာ၅ပါးကပြန်ပြီးတော့အနိစ္စရဲ့ဗာနဲ့ရှိတယ်ဟောယုတ်နဲ့တည်းပဲရှိတယ်ယုတ်ကြီးပြန်တော့လည်းမြဲရလားမြဲပါဘူးဗျာဒုက္ခကသဘောတရားနေဘာသဘောတရားလဲပူလားအေးလားနားလားမနာလားကျင်လားမကျင်လားကြောက်တော့မကြောက်လားကြောက်နေတာတခြားလားအိဋ္ဌလားဘာလို့အိဋ္ဌသဘောတရားတခြားလားရုပ်လားဟောဒါဆိုရင်ဒီယုတ်ကြီးကမှကြောက်တာလားဆိုတော့ဟုတ်နားလည်းပါလို့ပဲကြောက်နေတာပဲနားရဲ့သဘောတရားလည်းဖြစ်လားအမြဲတမ်းကြောက်နေတာပဲလေရုပ်ရဲ့ကြောက်တာနဲ့နားရဲ့ကြောက်တာဘယ်အပုံမြန်ဘုံပြန်တာပေါ့ဗျာအခုအိမ်ပြန်ကြည့်ပါလားယောဂီတို့မရဘူးလားအိမ်နဲ့ပတ်ကြည့်ခဲ့တယ်လားတော့ဒီပါလေတခြားကတ်တာရလားဟောကတ်တာပါတော့ဒါဆိုရင်လုံးလုံးပါလေအိမ်ဒီတရားနာမှာလေလားနော်ဒါပေမဲ့ရုပ်နဲ့ပြန်မယ်ဆိုရင်တော်တော်ကြီးမကြောက်လားလေဟောဒီနာရဲ့ကြောင်းလဲဘုံပြန်တဲ့ကဘာတော့ပတ်ခိုင်းကြည့်လဲတက်တယ်လို့ရတာမရဘူးလားဒီလောက်တော့ဒေချာကြည့်လိုက်တော့ရုပ်နဲ့နာမည်ရှိတယ်ရုပ်ကလည်းမမြဲဘူးနာမဟောမြဲလားဟောဒါဆိုရင်ယုတ်တဲ့အားလုံးကလိမ့်စာတရားလားလိမ့်စာတရားလားလိမ့်စာပေါက်ပြန်ပြောင်းလဲနေပြီဆိုမှတော့ယောဂီပေါင်းတော်ကောင်းလို့ခိုင်တာလားမခိုင်တာလားဟောမခိုင်ဘူးဆိုလည်းကဒုက္ခလားဒုက္ခလားဟောဒါဆိုရင်ဒီဒုက္ခဆိုတဲ့ဒီဟာကြီးကဒီတခြားပြောတာလားခန္ဓာကိုပြောတာလားဟောဒါဆိုရင်ခန္ဓာရှိတဲ့လူတွေကတခြားရတာလားဒုက္ခရတာလားဟောဒုက္ခရတယ်ဆိုတာတခြားဖြစ်နေလို့လားပေါက်ပြန်ပြောင်းလဲနေလို့လားဘာသာစိတ်ပေါက်ပြန်ပြောင်းလဲတဲ့သဘောတရားဒီခန္ဓာကိုယ်ရဲ့တခြားသစ္စာလားဒုက္ခသစ္စာလားဒုက္ခသစ္စာလို့သိလိုက်တာကမဂ္ဂသစ္စာပြောပါသစ္စာလေမဂ္ဂသစ္စာထဲမှာသိလိုက်ပြီဆိုလို့ရှိရင်ငါတို့ကိုသွားပြီးတော့ခန္ဓာ၅ပါးကိုယုံမလားဟောယုံတဲ့၅ပါးကိုသွားပြီးတော့ငါဥစ္စာတို့ကိုသွားပြီးတော့တရားနဲ့ဒီမှာဟုတ်လားဟောဒီခန္ဓာရောက်ဖို့ရတဲ့အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေရောလုပ်ပါဦးမလားဒါဆိုလို့ရှိရင်အဲ့ဒီဒီပါခဲ့တဲ့ဝိသနာစတဲ့တရားတွေကတခြားလားသမှုတရားလားဟောသမှုတရားမှာသိပြီဆိုတော့ကြတော့ခန္ဓာရပြလို့သေးလားခန္ဓာမလာတာကသစ္စာခန္ဓာမလာတာကဘာသစ္စာသစ္စာနဲ့ချက်လေအဲ့သစ္စာလေးချက်တဲ့စာခြင်းနဲ့ကပ်ပြီးဖြစ်တဲ့အတွက်တော့ကြအောင်ဆိုဘယ်လိုလုပ်ရမလဲတော့ဘာမှလည်းတော့ပြန်တော့ပြင်ရအောင်။ဒါဝရတိဒီကံတန်တဲ့ပါဝင်လာ။အာယတိတရားတော်ဝေဒီရဲ့တေဒုရရဲ့ပထမပိုင်းကသမဝေဒီကုသိုလ်တွေပေါ်လာ။ဓမ္မတိကသာနာယသကံပါရတဲ့ကိမတိညာဒီတန်ရောကြဘောဘောပါရအောင်ခန္ဓာရောသစ္စာရောပြန်ကြည့်။ဒါကြောင့်ဟောတာသုတိကသာအဘတော်အရှင်အာဝိနာလေကာလဆရာတော်ဒီလိုရဲ့သုံးကိမာကိဝေဒီပြီးတော့ဒီနေ့ကတော့ဓမ္မကိုအာယုပြုပြီးဘုရားဓမ္မကိုတော့ကမ္ဘာဒုက္ခကိုပြောဖို့စိတ်ကပြုလုပ်လို့ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဘုရားကပိယတာကဒီဉာဏ်တရားဒီဥဒါတိသောဝေဒီမတော်ပြီးတော့ဒီရေကိုဒီမှာအဲ့ဒါတော့ရပြီးတော့ပြေးလာတော့ဒီပါကြပါလေ။ဒါတော့ကျေတော်ရဲ့ဥပဒေကြီးอ่ะ။အဲ့ဒါလည်းပြောလို့မပြီးပါဘူး။ဒီပါကြဘုရားဗြဟ္မာအတေကိယဝေမဒါနာဘာဒီလူပညာသိတာဒီကိုယ်လုံးသူသိနေအာဒီဝိတတိဒေါရဝေဒီသာဘူးဘာဒီဓမ္မဘုရားတော်ဝေငါဂိကြဆက်ကဘုရားဘုတော်ပြပါရမှာကြပါလေဝိ
အာဇီသောသောဗံမာစေတာသေယJadi kita semua nak fokus pada kaki ini, kalau kalau kita ini kalau ini kan bukan fokus pada kaki banyak banyak. ဟုတ်တယ်လေဆရာ Kalau yang waktu yang kita punya nama ini, doi kita juga sama guna doi kita tentunya. Saya berilah itu doi kita anak yang itu doi tentunya anak yang sekarang juga doi kita pada apa ini? အတန်းဟောလို့ဒီကျဟောလို့အမတာကြည့်ရည်မို့လားတာကြည့်တယ်လားဟောလို့ဟောမို့ဒီဟောလို့ဘုရားပဒနာတာမျိုးတဲ့ဒီမှာဆောင်းရပါတယ်ကုသိုလ်ရဲ့အောင်အတ္တိရပဲဒီနာဒီမလုံးလုံးတဲ့မှာမဟာဝိနည်းတော်ဝေငါတော်ပြတ်အဲ့ဒီလိုကုသိုလ်ပြပါတယ်မှာကြပါလေတော်တန်ဒီဥမာဓမ္မဝိလာတော်ဝေသုံးတော်ပြတော်တန်ဒီဥဓမ္မဝိလာတော်ဝေသုံးတော်ပြသက္ကတုဒ္ဒဘုရောပြပါနဲ့မှာကြပါလေဒီနာဒီလုံးဉာဏ်ပဲမှာဓမ္မဝိလာတော်ဝေသံတောင်းနဲ့ငါတော်ပြသက္ကတုဒ္ဒဘုရောပြပါနဲ့မှာကြပါလေဘယ်လိုလုပ်ဖို့ပေးတဲ့တော်ဝိနိုင်တာဒီလိုမျိုးကိုအောင်လိုက်တော့တော်တော်ဝိမာဒိုရီနဲ့ဒီနာတို့မှာဘာလို့ဝိတောင်းကားတော့ပြတ်တဲ့ကတူရကိုပြပါလို့ပါကြပါလေ။နောက်ဝိဒီဒီနာတို့ကဓမ္မဝိသံတော်ဝိတောင်းပြတ်တဲ့ကတူရကိုပြပါလို့ပါကြပါလေ။ဘောနာဇမိုက်တို့ရဲ့ဒီနာဒီဓမ္မဝါတော်ဝိတောင်းပြတ်ဘုရားတော်ရဲ့ဒီနာတို့အောင်ဒီဓမ္မဝါတော်ဝိတောင်းပြတ်တဲ့ကတူရကိုပြပါလို့ပါကြပါလေ။ဘယ်လိုငါဘယ်ဒီလိုဒီဒီဘောတော်မင်းအဒီလူကုတဲ့အောင်တော်ကြီးတို့သားပေါင်းလေးတော်ကဒီနာဒီဘောတော်တော်ကတောင်းပါတော့ပြတော့ဘယ်လိုကုနာဝေအဒီလူတွေဘယ်လိုဒီလိုအင်းဒီနာတို့ကဘောတော်တော်ကိုတောင်းပြတဲ့ကဒီလိုတော်ကိုပါရပါကြပါလေတို့တို့ဒီဒီနာတို့ဘာသာတော်ဝေတောင်းပြတဲ့ကဒီလိုတော်ကိုပါရပါကြပါလေကုနာအောင်ဒီနာတို့ဓမ္မဘာသာတော်ဝေတောင်းပြတဲ့ကဒီလိုတော်ကိုပါရပါကြပါလေကုနာအောင်ဒီနာတို့ဓမ္မဘာသာတော်ဝေတောင်းပြတော်တော်ရဲ့ဥမိနာတို့တဲ့ရဲ့ဓမ္မဘာသာတော်ဝေတောင်းပြတဲ့ကဒီလိုတော်ကိုပါရပါကြပါလေတော်တော်ရဲ့ဥမိနာတို့တော့
โยมีนามีนานุดอกาดุเวอาดอกยักษ์กาดุระบุโรปิวันมาจามิဒီဒုညာလေးပဲဆရာတော်ကြီးနဲ့အာသမဘုရားတော်ဝိသုသောကျင်းသိမ်းတဲ့ကောင်းကောင်းကြဒီလိုဘုတော်လေးပါလေဗျာလူမောတာလူဝါတော်လူမောတာလူပေါ်တော်ကြီးလာပါဗျာအားရပါလေ